အားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ mindset ဆိုတဲ့ခေါင်းစဉ်အကြောင်းအရာလေးပဲဖြစ်ပါတယ်ရှင်။ mindset ဆိုတာကကျမတို့ရဲ့ဘဝအောင်မြင်မှုနဲ့ဘဝတိုးတက်ရေးအတွက်အရေးကြီးသောခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ကျမတို့ရဲ့စဉ်းစားပုံယုံကြည်မှုနဲ့ကိုယ်တိုင်အပေါ်ထားရှိတဲ့အမြင်တွေအတွေးတွေကြောင့်ကျမတို့ရဲ့ဘဝကိုတဖြည်းဖြည်းပြောင်းလဲသွားစေနိုင်ပါတယ်ရှင်။ mindset မှာ fit mindset နဲ့ group mindset ဆိုပြီးနှစ်မျိုးရှိပါတယ်။ fit mindset ဆိုတာကမွေးလာတဲ့ကပါလာတဲ့အရာတစ်ခုပါ။ကျမတို့တွေမှာမွေးလာတဲ့ကနေထိုင်တဲ့ပတ်ဝန်းကျင်တွေကြီးပြင်းလာတဲ့နေရာတွေကမတူညီကြပါဘူးရှင်။ fit mindset ရှိတဲ့သူတယောက်ဟာသူများရဲ့ဘဝကိုအကြောင်းအရာတွေကိုဝေဖန်တဲ့အခါတသမတ်တဲ့သူဝေဖန်တဲ့ထိုသူဟာသူသိထားခဲ့တဲ့အရင်တုန်းကနဲ့ကွဲပြားနေခဲ့ရင်တော့လက်ခံနိုင်ပဲမဖြစ်နိုင်ပါဘူးဆိုတဲ့စိတ်နဲ့တသမတ်တဲ့မိမိအတွေ့တွေနဲ့ပိတ်ပင်နေတတ်ပါတယ်ရှင်။ group mindset ရှိတဲ့သူတွေဟာမိမိဘဝတိုးတက်ရေးအတွက်အမြဲတမ်းအဖက်ဖက်မှမျှမျှတတတွေးတတ်တဲ့သူတွေပါဥပမာအမားကြီးမမလုပ်ခဲ့ရင်တော့အဲ့ဒီအမားကနေသင်ခန်းစာယူပြီးအဲ့ဒီအမားကနေရုံထွက်ရဖို့နဲ့ဆစ်ဆက်ပြီးဘလို့တိုးတက်အောင်နေရမလဲဆိုတာအမြဲတွေးနေတဲ့သူတွေပါ group mindset ရှိတဲ့သူတွေဟာဒုက္ခရဲ့ခဲရင်တော့အဲ့ဒီအရာတွေကသူများကြောင့်မဟုတ်ပဲမိမိကြောင့်သာဖြစ်ပြီးမိမိကိုယ်ကိုလက်ခံပြီးခွင့်လွတ်ပြီးဆစ်ဆက်ဖို့တွေးနေကြတဲ့အချိန်မှာfit mindset ရှိတဲ့သူတွေကတော့အဲ့ဒီဒုက္ခဟာဟိုလူကြောင့်ဒီလူကြောင့်ဆိုပြီးအဖြစ်တင်ရင်နဲ့ညှိထွားနေတာကိုအမြဲတမ်းတွေ့ရတတ်ပါတယ်ရှင်အဲ့တော့တင်တို့သွားနေတဲ့ဘဝလမ်းမှာအတားအဆီးအခက်ခဲတွေရှိလာခဲ့တဲ့အခါ mindset ကောင်းတစ်ခုရှိရင်တင်ဟာမျှော်လင့်ချက်နဲ့စွမ်းအားတွေအမြဲတမ်းပြည့်နေမယ်လို့ကျမကယုံကြည်ပါတယ်ရှင်အဲ့ဒါကြောင့်မို့လို့ဒီနေ့ကစပြီး mindset ကောင်းနဲ့ဘဝကိုတဖန်စတင်ကြရအောင်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်နောက် blog တွေမှာပြန်တွေ့ကြပါမယ်ရှင်အားလုံးပဲတက်တာ